CEO ထိုင်းမိုင်းသမားပေါ်မှာလာရောင်ပုံရောင်အမှတ်သားကိုမြင်လိုက်တဲ့အခါသူချက်ချင်းအံ့အားသင့်သွားတယ်။အကြောင်းကဒီလိုတဲတဲပွေနေတဲ့ထိုင်းမိုင်းသမားသူ့ရဲ့တော်ကြပြောင်းနေတဲ့ညီလေးဖြစ်နိုင်တယ်။တကယ်က22ကဖြစ်ခဲ့တာခင်မိသားစုရန်သူရဲ့တပ်ဖြတ်မှုကိုခံခဲ့ရတယ်။အမကညီလေးကိုကာကွယ်ဖို့မိဖို့ကြောင့်ထဲမှာထိန်းချုပ်ထားခဲ့တယ်။ကိုရိုင်းကမိဖို့နောက်မှာခိုနေတယ်။မထင်မှတ်ပဲလိုက်ရှာနေသူတွေရောက်လာတယ်။အိမ်ထဲမှာတစ်ခုချင်းရှာဖွေတယ်။ဒီလိုမြင်ရတော့ညီလေးကကိုယ့်အနေရဲ့ကိုမငဲ့ပဲထွက်ပြေးလိုက်တယ်။စိုးသွမ်းသူအားလုံးကိုဆွဲဆောင်သွားတယ်။အမရဲ့ဘေးကင်းမှုကိုအာမခံပေးလိုက်တယ်။ဒါပေမဲ့သူကိုရိုင်းကတော့6ကန်းပါးစီပြေးသွားတယ်။ခြေချော်ပြီးပြုတ်ကျသွားတယ်။အချိန်တွေပြောင်းပြန်20နှစ်ကြာတော့အမကခင်မိလုပ်ငန်းစုရဲ့ဥက္ကဋ္ဌဖြစ်နေပြီ။နိုင်ငံတစ်ခုလုံးကျွေသွားတယ်။သူရန်သူကိုဆက်လက်စုံစမ်းနေတယ်။ညီလေးရဲ့အကျွင်းကြံကိုလည်းရှာဖွေနေတယ်။လက်ထဲကဖွင့်ရင်ကြောက်စိမ့်ကသူ့ရဲ့တစ်ခုတည်းသောအမှတ်တရပစ္စည်းဖြစ်နေတယ်။အကြောင်းကဖခမဲတော်ကအဲ့ဒီအချိန်က2ယောက်လုံးအတွက်ပေးအပ်ခဲ့တဲ့ငွေစားပစ္စည်းဖြစ်လို့အမကဖွင့်ရင်ကြောက်စိမ့်ရတယ်။ညီလေးကငကားပုံစံကြောက်စိမ့်ရတယ်။ညီလေးရဲ့ဓာတ်ပုံကိုကြည့်ရင်သူလက်အောက်ငယ်သားတွေကိုပခုံးပေါ်မှာလာရောင်ပုံရောင်အမှတ်သားပါတဲ့သူကိုအပြည့်အဝရှာဖွေဖို့အမိန့်ပေးလိုက်တယ်။အခုညီလေးကတော့ငကားဘရင်အိမ်တော်စစ်ဗိုလ်ချုပ်ကြီးဖြစ်နေပြီ။ဒါပေမဲ့3နှစ်ကစစ်ပွဲကြီးမှာပြင်းထန်စွာထိခိုက်ဒဏ်ရာရပြီးမှတ်ညံပြတ်သွားတယ်။အခုသူ့ရဲ့ချစ်သူကကျွေးမွေးထားတယ်။အမရဲ့ကုမ္ပဏီအောက်မှာထိုင်းမိုင်းလုပ်ငန်းခွင်မှာလုပ်နေတယ်။ဒါပေမဲ့သူ့ရဲ့ချစ်သူကအသွင်ပြောင်းနေတဲ့မိန်းမဖြစ်နေတယ်။ညနာပေါ်မှာသူ့ကိုအသေးစိတ်ဂရုစိုက်တယ်လို့ပြုတယ်။နောက်ွယ်မှာတော့ထိုင်းမိုင်းလုပ်ငန်းခွင်အကြီးအကဲနဲ့ရောနှောနေပြီ။သူတို့နှစ်ယောက်စီးလုံးလုံးအသွင်ပြောင်းနေတဲ့မိန်းမကိုယောက်ျားနဲ့လက်ထပ်ဖို့စီစဉ်ထားတယ်။ပြီးတော့သူ့ကိုထိုင်းမိုင်းနဲ့ဆင်းတဲ့အခါဘုံကိုဖောက်ခွဲမယ်။သူတို့ကအမခံခွင့်အမြောက်များရရှိမှာဖြစ်တယ်။ဒါပေမဲ့ယောက်ျားကဒါကိုဘာမှမသိဘူး။အဲ့ဒီအကြီးအကဲကိုကောင်းသောမိတ်ဆွေလိုပဲထင်နေတယ်။အမကလာရောင်ပုံရောင်အမှတ်သားရဲ့အချက်လက်ကိုရုပ်တရက်ရတယ်။ထိုင်းမိုင်းလုပ်ငန်းခွင်ကိုတွားကြည့်ဖို့ပြင်ဆင်နေတယ်။ယောက်ျားကစူးစမ်းရရှိထားတဲ့လောက်ခငွေကိုချစ်သူကိုကျေနပ်အောင်ပေးနေတဲ့အချိန်မိခင်နဲ့သမီးနှစ်ယောက်ယွန်ရှာခံနေရတဲ့အချိန်အမကထိုင်းမိုင်းလုပ်ငန်းခွင်ကိုရောက်နေပြီ။လက်အောက်ငယ်သားတွေကိုညီလေးရဲ့အကျွင်းကြံကိုရှာဖွေဖို့အမိန့်ပေးတယ်။ဒါနဲ့အတူတူပဲယောက်ျားကထိုင်းမိုင်းထဲမှာအလုပ်လုပ်ဖို့ဆင်းသွားပြီ။ဒါပေမဲ့သူ့ကို3နှစ်ကြာရှာဖွေနေတဲ့ငကားဘရင်အိမ်တော်လက်အောက်ငယ်သားတွေကရှာတွေ့လိုက်တယ်။ဒါပေမဲ့ယောက်ျားကမှတ်ညံပြတ်နေပြီဖြစ်လို့လက်အောက်ငယ်များကဘာမှလုပ်မပေးနိုင်ဘူး။သူမရဲ့လုံခြုံရေးကိုလျှို့ဝှက်စွာသာကာကွယ်ပေးနိုင်တယ်။အမတယောက်နဲ့အဖွဲ့သားများရွာချင်းဆက်စီမံကိန်းရဲ့နေရာသို့ရောက်လာချိန်ရွာသူကြီးကလုပ်သားတွေကိုနှိပ်စက်နေတယ်။မျိုးသားတယောက်အချိန်ကြီးရောက်လာပြီးအဖိုးအိုအတွက်တရားမျှတမှုရှာပေးတယ်။သူ့ရဲ့အမူအရာကိုကြည့်ပြီးအမကစိတ်ပြန်သွားရတယ်။ချက်ချင်းညီလေးကိုတတိယသွားတယ်။နောက်တစ်ချက်မှာပဲသူ့လက်မောင်းပေါ်ကလာရောင်ပုံအမှတ်သားကိုမြင်လိုက်ရတယ်။ချက်ချင်းအံ့အားတင်းသွားရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီအမှတ်သားကညီလေးရဲ့အမှတ်သားနဲ့အတူတူပဲသူချင်းကပ်ပြီးဆက်ဆံဖို့စူးစမ်းနေချိန်မှာတွေးရမှုကစီမံကိန်းနေရာအနေရရှိတယ်ဆိုပြီးတားဆီးလိုက်တယ်။အမကသူတို့ကိုအမျိုးသားရဲ့အချက်လက်အားလုံးကိုစုံစမ်းခိုင်းလိုက်တယ်။နောက်မှာညံကြီးရီကွက်မိမကအစီအစဉ်ကိုစတင်ခဲ့ပြီးသူမကစီမံကိန်းနေရာမှာအလုပ်လုပ်ရတာအနေရများတယ်ဆိုပြီးမျိုးသားကိုအမခံစာချုပ်ပေါ်မှာဖုန်းနဲ့နှိပ်ခိုင်းအောင်လှည့်ဖြားတယ်။မျိုးသားကလှည့်ဖြားမှုကိုသိမှာမဟုတ်ဘူး။ညံကြီးရီကွက်မိမကိုပဲလက်ထပ်ခွင့်တောင်းမိတယ်။ညံကြီးရီကွက်မိမကအမခံစာချုပ်ချုပ်ဆက်ပြီးမှတွေးလိုက်ရတယ်။ဒါကြောင့်သူ့ရဲ့လက်ထပ်ခွင့်တောင်းချက်ကိုလက်ခံလိုက်တယ်။ဒီချိန်မှာပဲအမကမျိုးသားရဲ့အချက်လက်ကိုရှာဖွေတွေ့ရှိပြီးဒါပေမဲ့နောက်ဆုံး3နှစ်အတွင်းအချက်လက်တွေသာရှိတယ်။ဒါကြောင့်သူ့အဖိုးကလက်ဆင့်ကမ်းပေးခဲ့တဲ့ရွှေပြားကိုတတိယမိတယ်။ဒါကလည်းသူတို့နှစ်ယောက်ဆက်ဆံရေးတိစောက်ဖို့အသုံးဝင်နိုင်တယ်။ညံကြီးရီကွက်မိမနဲ့ရွာသူကြီးတို့အမခံစာချုပ်ကိုရရှိပြီးမျိုးသားကိုဘလို့အကြံဖန်လုပ်မလဲစဉ်းစားနေချိန်မှာအမကသူမကိုရှာတွေ့လိုက်တယ်။ကုမ္ပဏီတိရုံးချုပ်တို့အတူတူသွားဖို့ပြောတယ်။ဒါပေမဲ့မျိုးသားကသူ့ကိုအသက်ကယ်ပေးခဲ့တဲ့ချစ်သူရှိတဲ့အကြောင်းပြချက်နဲ့ညှင်းဆိုတယ်။ဒါကြောင့်အမကသူ့မှာရွှေပြားရှိမရှိမေးကြည့်တယ်။မျိုးသားကရွှေပြားကိုထုတ်ပြမှာအမကမျိုးသားဒီသူ့ရဲ့ညီလေးမှန်ကြောင်းအပြည့်အဝယုံကြည်သွားတယ်။ဒါပေမဲ့သူ့ရဲ့ရွှေပြားကချစ်သူနဲ့အတူမပါလာခဲ့ဘူး။သူကလက်အောက်ငယ်တွေကိုဆက်ဆံရေးတိစောက်ဖို့ယူလာခိုင်းတယ်။ညီလေးမကြခင်လက်ထပ်တော့မယ်ဆိုတာပိုပြီးသိလိုက်ရတယ်။သူမအတွက်ဈေးနှုန်းမြင့်မားတဲ့လက်ဆောင်တွေပြင်ဆင်ပေးတယ်။စီမံကိန်းနေရာမှာသူ့ကိုဂရုစိုက်ပြုစုခဲ့သူတွေအားလုံးကိုယာရုတိုးလာစာတိုးပေးတယ်။နောက်မှာရွာသူကြီးကစီမံကိန်းနေရာရဲ့အမှုဆောင်ရရှိချုပ်ဖြစ်လာတယ်။သူမဥက္ကဋ္ဌရဲ့ချစ်ခင်မှုကိုရရှိသည်ဟုထင်မှတ်မိတယ်။ဒါပေမဲ့အားလုံးကအမျိုးသားရဲ့ကျေးဇူးကြောင့်ဖြစ်တယ်ဆိုတာမသိဘူး။ညံကြီးရီကွက်မိမအញ្ញံဆုံးချစ်ခင်ကြောင်းပြတာတယ်။သူ့ပေါ်ယေရှုချစ်ခြင်းကိုဖော်ပြတယ်။သူ့ရဲ့အမေပါဒီအမှုဆောင်ရရှိချုပ်ယောက်ျားဖြစ်သူကိုတပ်ဖမ်းဆီးဖို့ကြိုးစားတယ်။လူတိုင်းကအမျိုးသားကိုအကြံဖန်လုပ်ပြီးနောက်ဈေးနှုန်းမြင့်မားတဲ့ရော်ချင်းတွေကိုစောင့်ဆိုင်နေတယ်။ဒါပေမဲ့ဒီချိန်မှာပဲအမျိုးသားနဲ့ဆက်ဆက်နေတဲ့လူတွေကပြောဝဲစွာသူ့ကိုကာကွယ်ပေးနေတယ်။မျက်မှောက်ခင်မှာပဲလက်ထပ်ပွဲနေရောက်လာတယ်။ညံကြီးရီကွက်မိမတကားဖွင့်ပြီးဝင်လာတယ်။အမျိုးသားကိုချစ်စနာဖြစ်ပြောတယ်။ဒီနေ့ကမင်္ဂလာဆောင်ရက်ပဲ။ဒါပေမဲ့ဟိုတယ်ဘက်ကငွေလိုငွေချေမပေးရသေးဘူး။အထင်မှတ်ပဲအမျိုးသားကိုပွဲနေမှာရောက်ချင်းမိခိုးရင်းမှာအလုပ်သွားလုပ်ဖို့တွန်းအားပေးခဲ့တယ်။အမျိုးသားကလည်းချက်ချင်းတန်တရားမရှိခဲ့ဘူး။ချက်ချင်းသဘောတူညီခဲ့တယ်။ဒါပေမဲ့နှလုံးသားထဲမှာအမြဲတမ်းမိမစိတ်ကျဉ်နေတဲ့မျက်နှာကိုမမြင်ခဲ့ဘူး။မင်္ဂလာဆောင်ပွဲစတင်တဲ့အခါအကိုကြီးကဖောင်းသားတန်စာတွေယူပြီးရောက်လာခဲ့တယ်။ခရိုင်ဥက္ကဋ္ဌကြီးကသူ့ကိုအလေးထားပြီးလာတာလို့ထင်နေတယ်။ဒါပေမဲ့အကိုကြီးကညီလေးရှာနေတော့မယ်။ဒီနေရာမှာတင်အမျိုးသားကမိခိုးရင်းထဲမှာအလုပ်လုပ်နေတယ်။သူအံ့ဩသွားတယ်။ဒီနေ့ဘာကြောင့်သူတယောက်တည်းပဲလဲဆိုပြီးခရိုင်ဥက္ကဋ္ဌလက်ထဲမှာရှိတဲ့ခလုတ်ကိုနှိပ်လိုက်တယ်။အမျိုးသားကလည်းမြေထဲမှာမြုပ်ထားတဲ့ဘုံကိုတွေ့သွားတယ်။ပောက်ကွဲတန်ကြားလိုက်ရတယ်။ချက်ချင်းပဲမိခိုးရင်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တယ်။အမျိုးသားကချက်ချင်းပဲလွှတ်ပစ်လိုက်တယ်။ဒါပေမဲ့ကံကောင်းတာကသူ့ဘဝကြီးရှိတယ်။အခုမှဒါကအမှတ်တမဲ့ဖြစ်တာမဟုတ်ဘူးဆိုတာသိလိုက်တယ်။သူ့ကိုတပ်ဖို့တယောက်ယောက်ကစူးစမ်းနေတာ။ဒီချိန်မှာပဲမင်္ဂလာပွဲမှာလုပ်သားတယောက်လာပြီးမိခိုးရင်းမှာပောက်ကွဲမှုဖြစ်တယ်လို့အကြောင်းကြားလာတယ်။အမျိုးသားကတေးသွားပြီတဲ့။အကိုကြီးကချက်ချင်းပဲတုံ့လှုပ်သွားတယ်။ဒါပေမဲ့အမျိုးသားကတေးခွင့်မရှိသေးဘူး။သွေးတွေကငကားပုံပါတဲ့ကြောက်စာပေါ်ကိုကျလာတဲ့အခါသူ့ကိုယ်ပေါ်ကဒဏ်ရာတွေကမျက်စိနဲ့မြင်နိုင်တဲ့နှုံနဲ့ပြန်ကောင်းလာတယ်။အမှတ်တရတွေတောင်ပြန်ရလာတယ်။ဒီနေရာကိုကြည့်နေတဲ့သူတွေကပန်းသုံးပွင့်ပေါင်းထည့်ပေးရင်တစ်ပွင့်ကမကောင်းဆိုးဝါးတွေကိုဖယ်ရှားပေးမယ်။နှစ်ပွင့်ကဘေးရန်တွေကိုဖယ်ရှားပေးမယ်။သုံးပွင့်ကနာမကျန်းမှုတွေကနေကင်းဝေးစေမယ်တဲ့။သူမိခိုးရင်းထဲကနေထွက်တက်လာတဲ့အခါခရိုင်ဥက္ကလူတိုင်းကိုမျက်လုံးလှည့်နေတယ်။သူမိတ်ဆွေကောင်းကွယ်လွန်သွားပြီလို့ပြောနေတယ်။ကြံခဲ့တဲ့မိမကဆင်းရဲခက်ခဲနေတယ်လို့သူမိတ်ဆွေကောင်းအတွက်တာဝန်ယူမယ်လို့ဆုံးဖြတ်ထားတယ်။မိမစိတ်ကျဉ်နေတဲ့မိမနဲ့မင်္ဂလာဆောင်မယ်လို့မျိုးသားကဒဏ်ရာရနေတဲ့ကိုချင်းနဲ့အိတ်ခံပွဲခန်းစီကိုရောက်လာတဲ့အခါဒိုးသားအညီကခရိုင်ဥက္ကနာမည်နဲ့ပြောင်းသွားပြီးမိမကဒါအကုန်လုံးကိုနားလည်သွားပြီးဒါပေမဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာဆောင်ပွဲပြီးသွားပြီးဧည့်သည်တွေလက်ခုပ်တီးပြီးကြိုဆိုနေတဲ့အခါမျိုးသားကအချိန်မီရောက်လာတယ်။ဒီမြင်ကွင်းကလူတိုင်းကိုအံ့ဩသွားစေတယ်။ဒါပေမဲ့ခရိုင်ဥက္ကမျိုးသားကိုချက်ချင်းထွက်ခိုင်းဖို့အမိန့်ပေးလိုက်တယ်။ကောင်းတဲ့လူတော်တော်များများကမကြိုက်ဘူး။ခရိုင်ဥက္ကနဲ့မိမစိတ်ကျဉ်နေတဲ့မိမရဲ့လုပ်ရက်တွေကိုဒါပေမဲ့မျိုးသားကမိမစိတ်ကျဉ်နေတဲ့မိမကိုသူများကအတင်းကျပ်လုပ်တာလို့ပဲထင်နေတယ်။သူနဲ့အိမ်ပြန်ဖို့တောင်းဆိုနေတယ်။သို့တော်လိမ္မာပါနဲ့တဲ့မိမကဖယ်ရှားပစ်လိုက်ပြီးဘေးရှိလက်ကင်တို့ကိုယူကမျိုးသားရဲ့ဦးခေါင်းကိုရိုက်ချလိုက်သည်။ဒီအဆင့်ထိရောက်မှသာသူမရဲ့အိမ်မက်တီလုံးဝနိုးသွားသည်။ဘာကြောင့်ဆိုတော့အစမှအဆုံးထိလိမ္မာပါနဲ့တဲ့မိမကသူ့ကိုဘယ်တော့မှမကြိုက်ခဲ့သည်။ငွေရှာဖွေရေးကိရိယာတစ်ခုအဖြစ်သာအသုံးပြုခဲ့သည်။ထို့ပြင်သူ့ကိုနစ်နာအောင်လုပ်ရုံရော်ချင်းငွေရရှိရန်အတွက်သာအချိန်မီမျိုးသားကမိတ်ဆွေကမိုင်မဲတဲ့လူဖြစ်နေကြောင်းသိလိုက်သည်။လိမ္မာပါနဲ့တဲ့မိမကမျိုးသားပေးသည့်လက်စွပ်ကိုထုတ်၍မြေပေါ်သို့ပစ်ချလိုက်သည်။ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ဘလို့ရှင်ပြိုင်မလဲဟုမေးမြန်းသည်။မိမဖြစ်သူကရှေ့တိုးကရိုက်နေရန်ပြင်ဆင်ချိန်တွင်တွင်းရေးမှူးကကြောက်စိမ့်မြန်ရောက်တော်မူဖြစ်ကြောင်းသတိပေးကစောင့်ဆိုင်ခိုင်းသည်။ထိုချိန်တွင်ခရိုင်အုပ်ချုပ်ရေးမှူးကမျိုးသား၏အာမခံစာချုပ်ကို我打断他的腿，扔回矿井里去。都给我住手！